ဒီကဘာကြီးကိုကြည့်လိုက်ပါတာမန်ကြည့်ရင်တော့ဒါဆိုင်းဆိုတဲ့တာမန်ကဘာကြီးလိုပဲမြင်မိကြမှာပါဒါပေမဲ့ဒီကဘာကြီးထဲမှာအမြဲတွေးဆနေတဲ့ music တစ်စိတ်ရှိနေခဲ့တာပါဒီတက်တော်တွေဟာနေ့ဘက်မှာလည်းအသက်ရှင်နိုင်လို့ညဘက်မှာရင်ပိုပြီးတော့ချက်စားကြပါသူတို့တွေဟာကျွန်တော်တို့လူသားတွေနဲ့အရန်တူပြီးညံနဲ့ကောင်းကြပါတယ်ဒါပေမဲ့ကျွန်တော်လူသားတွေနဲ့မတူတာသူတို့မှာညာတာတနာစိတ်နဲ့ကျင်နာမှုတွေဆိုတာမရှိပါဘူးသူတို့တွေဟာအမြဲတွေးဆနေပြီးသူတို့ရဲ့မျိုးစိုက်မဟုတ်လေတခြားမျိုးစိုက်တွေကိုတွေ့ပြီးဆိုရင်တော့အေးမျိုးစိုက်တော့ကတော့ဒါအရှင်လက်လန်ကြီးကြချင်းမှာသူတို့တွေကကဘာကြီးရဲ့နေရာတိုင်းမှာရှိနေတတ်ကြပါတယ်ဒါကတော့ကျွန်တော်ကတော့ဆွေယုံပါဒီနေ့ကကျွန်တော်ဒီကဘာမှာနေရမယ့်နောက်ဆုံးနေ့လည်းဖြစ်သွားနိုင်ပါဘာလို့ဆိုကျွန်တော်ကမနေ့ပြန်ဒီကဘာကြီးကနေထွက်သွားနိုင်မဲ့ထွက်ပေါက်စီကိုခီးဆက်တော့မှမဟုတ်လို့ပါတကယ်တော့ကျွန်တော်ကဒီကဘာကလူတစ်ယောက်မဟုတ်ပါဘူးကျွန်တော်လည်းတာမန်ကဘာ15နှစ်အရွယ်လူငယ်လေးတစ်ယောက်ပါပဲကျွန်တော်ဒီကဘာကိုဘယ်လိုရောက်ရှိလာခဲ့လဲဆိုရင်တော့โอเคတော့အဲ့နေပြီထင်တယ်let's go ငါတို့ခွင့်ဆိုင်သွားကြရအောင်ကျွန်တော်ဟာအင်းညမှာအမြဲလုံနေကြတာအဲ့ဒီကိုထွက်ပြီးကျွန်တော်ခွင့်ဆိုင်ကိုသွားခဲ့ပါတယ်ဒါမဲ့အင်းညမှာပုံမှန်တဲ့လူတွေရန်ရှင်းနေပြီးလမ်းမှာလူတွေမဖြစ်စလောက်ပါဘူးဒါမဲ့ဒါဟာပုံမှန်ကိစ္စလူပဲလို့ကျွန်တော်သဘောထားခဲ့ပါတယ်ကျွန်တော်ကွင်းဆိုင်ကအပြန်နေကြလမ်းလေးရဲ့တရားအောက်ကလမ်းလေးမှာစတော့တာပါပဲနေပါဦးဒါဘာညာကြီးငါဒီလမ်းအမြဲဖြတ်နေကြပါဒါမဲ့ဒီဦးညာအောင်ထိဘူးပါဦးဒီဘက်ယောက်ကလက်ဖောက်လိုက်တာများလားဒါပေမဲ့တရက်ထဲနဲ့ဘယ်လိုလုပ်သူဒီလောက်ကြီးရဲ့နေရာကြီးကိုဖောက်နိုင်မှာတော့ဒါတီချာတီအောင်ဝင်ကြီးမှာဒါမဲ့အေးချိန်မှာအရာကြီးကကျွန်တော်ဆွဲသွားပြီးအဆုံးရှိရဲ့ကြောက်တဲ့ကိုကြောက်သွားသူကျွန်တော်ခံစားလိုက်ရတယ်ကျွန်တော်ဘေးဘက်လေကိုကြည့်တော့အရန်လင်းထိုင်နေပြီမဲ့ကျွန်တော်မမြင်ရလောက်အောင်ကိုမှောင်မဲနေတယ်ဒီနေရာပါနေရလဲလို့ကျွန်တော်စဉ်းစားလို့တောင်မရလိုက်ခင်ပါပဲကျွန်တော်တက်ရှူချက်တူခံစားလိုက်ရပြီးကျွန်တော်မိလေဝါခဲ့ပါပြီးတော့ကျွန်တော်နဲ့မရင်နီးရဲ့နေရာတနေရာမှာကျွန်တော်နိုးလာခဲ့အေးနေရာမှာစိမ့်ဆူနေတဲ့မြက်ခင်းနေတဲ့တစ်တော်တွေပဲကျွန်တော်တွေ့ရဒါတော့ကျွန်တော်ဒီကဘာရောက်လာတဲ့ပထမဆုံးကြီးပဲဖြစ်ပါကျွန်တော်ရဲ့ဟိုချီတီချီကိုအေးချိန်မှာလူလိုအရက်ရောင်တခုကျွန်တော်တွေ့လိုက်ရကျွန်တော်လည်းလူလို့ထင်ပြီးတခုခုမေးဖို့အနားကိုကတ်သွားကြည့်လိုက်ပြီမဲ့အနားရောက်တော့မှအဲ့ဒါလူမဟုတ်ပဲနဲ့ကျွန်တော်ကိုစိုက်ကြည့်ပြီးအသက်တော်ဟာဖြည်းဖြည်းနဲ့ကျုံးစီကိုလာနေခဲ့ကျွန်တော်လည်းကြောက်နဲ့နောက်ပြန်ဆောက်တော့အနောက်မှာနောက်ထပ်တစ်ကောင်ထပ်တွေ့လိုက်ရအဲ့ဒါနဲ့ပဲကျွန်တော်အိမ်ညာကနေထွက်ပြေးလာခဲ့တာဟုတ်ပြေးလာလိုက်တာတိတ်မဝေးတဝေးတဲ့နေရာမှာကျွန်တော်အိမ်လုံးကိုတွေ့လိုက်တယ်ဒါနဲ့ဒီအိမ်မှာလူရှိမှာပဲဆိုပြီးတော့ကျွန်တော်တွားကြည့်လိုက်ခဲ့ပြီမဲ့လေအိမ်ကြီးကဆုတ်ပစ်ထားသလိုဟောင်းနှွဲနေပြီးအထဲမှာလည်းဘယ်သူမှရှိမနေခဲ့တွင်းပေါက်ကလည်းမြေကြီးနဲ့ပိတ်နေခဲ့တယ်ဗျာအဲ့ဒါနဲ့ကျွန်တော်မှန်ဖောက်ပြီးတော့အထဲကိုဝင်လိုက်တာအထဲရောက်တော့ကျွန်တော်ချက်တွေတွေ့တယ်အဲ့ဒါနဲ့ကျွန်တော်လည်းဘိုက်ဆာညာနဲ့အစားအစာများရမလားဆိုပြီးတော့ချက်လိုက်ဖွေတယ်ဒါပေမဲ့အိမ်မှာဘာတီးလည်းမတီးဘူးအဝါရောင်လေးနဲ့တွေ့တယ်ဒါပေမဲ့ကျွန်တော်တွေ့ဘူးတော့ကျွန်တော်မစားရဒီတိုင်းပဲထားရလိုက်ခဏစားလိုက်မှအဲ့ဒါအဆက်ရှိနေရင်ကျွန်တော်ရှော့အောင်နောက်တော့မဝေးတဲ့နေရာမှာကျွန်တော်အိမ်လေးသုံးထပ်တွေ့လိုက်တယ်ဒါပေမဲ့လက်ရှိမှာကျွန်တော်ဘိုက်ဆာနေရမလို့တစ်ခုလုံးမှဖြစ်မယ်ဆိုပြီးကျွန်တော်ဘေးနားတစ်ပင်ကိုတော့ခုတ်တယ်ပြီးတော့ကျွန်တော်မတက်စလောက်ပညာလေးနဲ့ကျွန်တော်ဓာတ်တူလေးတက်လက်တော့ရလာခဲ့အဲ့ဒါနဲ့ဤဓာတ်တူလေးကိုကျွန်တော်တိုးတစ်ကောင်ခုတ်တက်လိုက်ခဲ့တော့တယ်နောက်ပြီးဝက်တစ်ကောင်ရောပေါ့ပြီးတော့ဒီကဘာကြီးမှာဘာရှိမလဲမသိနိုင်တာကြောင့်ကျွန်တော်ဖိကက်လောက်ပြီးအသက်ရှင်မှုလိုအပ်တဲ့အရင်းမြစ်တွေကိုကျွန်တော်တူးပါတော့ချိန်တော့ကြောင်ကျွန်တော်တူးပြီးတော့အဲ့နာမှာခုနထပ်တစ်ပါးကိုကျွန်တော်ထပ်တွေ့လိုက်တယ်အဲ့ဒါနဲ့ပဲကျွန်တော်လက်ကဓာတ်အောက်ကန်ပြီးအနားကိုတွားကက်ကြည့်လိုက်တာပေါ့ဒါမဲ့သူကကျွန်တော်ပြန်လူတဲ့ပုံပေါက်နေကြကျွန်တော်လက်ကဓာတ်နဲ့ရိုက်တက်ပေးလိုက်အဲ့ချိန်မှာဗျာဘာချောင်းမှမသိအချောင်းကြီးထွက်လာဘာဖြစ်ပါလူတော့လူအပ်လာမှာပဲကျွန်တော်လည်းတိန်းလာလိုက်တယ်အေးချောင်းကြီးအချောင်းကြီးတော်တော်ရှိရပြီးတော့ကျွန်တော်ခုနလမ်းတွေ့နေတဲ့အိမ်နားကိုတွားလိုက်တယ်AI ခုနအိမ်နဲ့မတူပဲတရှင်းတိုက်ရနေပြီမဲ့လေလူအယောင်တစ်ဆမ်းမှကျွန်တော်မတွေ့ခဲ့ပါဘူးအနားချက်ကိုဖွေကြည့်တော့အစားအစာရှိတာမို့လို့ကျွန်တော်မှလာခဲ့ချက်ကရလာတဲ့ပန်းကြီးနဲ့ပဲကျွန်တော်ပိုက်ဖြီးလိုက်ရဝှချုပ်တော့အိမ်မှာပဲကျွန်တော်အဲ့ကိုကြိုးစားလိုက်ပြီမဲ့လေတူးဆန်းဆိုရင်ကျွန်တော်အဲ့လိုမြောက်ဖြစ်နေတယ်အပြင်မှာလည်းကောင်းကင်ကြီးကဒီရဲနေပြီးတော့ဘာဖြစ်နေတာလဲသိရအောင်လို့ကျွန်တော်ထွက်ကြည့်လိုက်ပြီမဲ့အေးချိန်မှာတက်တော်ကောင်ကျွန်တော်ရောက်လာအဲ့မှာလက်နဲ့ဓာတ်နဲ့ပဲကျွန်တော်ခုတ်တက်ပေးလိုက်တယ်
ပြီးတော့မလန်းမကွေးတဲ့နေရာမှာကျွန်တော်အိမ်တော်ထပ်တွေ့လိုက်တယ်ဒါပေမဲ့ကျွန်တော်ရေကူးပြီးတော့ EIC ကိုရောက်သွားတယ်အေးကိုရောက်တော့အိမ်ကအပေါက်ပြောင်းနေကြကျွန်တော်အပေါက်ရှာလိုက်ရတယ်နောက်ဆုံးတော့တွေ့ပြီးတော့အိမ်ထဲအမြင်ဝင်လိုက်အိမ်ထဲဖက်ကြည့်လိုက်တာဒိုင်းမွန်းစလုံးရလာခဲ့တိမ်ပြာကြီးမှာကျွန်တော်ရဲ့ပက်လေးကိုတက်တော်ဝါတွေကဝိုင်းထားပြီးကျွန်တော်ကိုတက်တော်မယ်ဆိုရင်မျက်လုံးနဲ့စိုက်ကြည့်တော်ရဲတို့ဒီထဲဝင်လို့မရဘူး။အဲ့ဒါလည်းကျွန်တော်တိုးတုံးသုံးပေးလိုက်ပြီးဝင်မလာနဲ့ဆိုပြီးတော့ပြန်ပြီးပိတ်ထားလိုက်။ပိတ်လို့မရတဲ့ဆုံးကျွန်တော်အေးအိမ်လေးမှာပဲကျွန်တော်တ냐ကောင်ထိုင်ဆောက်လိုက်တယ်။နောက်ဆုံးတော့မွေးလင်းသွားခဲ့တသဝါဒီလည်းပျောက်သွားကြတယ်။ပြီးတော့ကျွန်တော်ခီးဆက်ထွက်ခဲ့တယ်ခီးနှဲငယ်လောက်ရောက်တော့ကျွန်တော်အဆောက်အုံကြီးတစ်ခုထပ်ပြီးတွေ့ခဲ့တယ်။ကိုရှိကဆောက်အုံတိုင်းပဲဒီဆောက်အုံဒီမှာလည်းဘူးမှမရှိနေခဲ့ပါဘူးကျွန်တော်စဉ်းစားလိုက်မိရဲ့ဘာလို့လူတွေစောက်ထားတဲ့စောက်အောင်တွေကရှိနေပြီးတော့လူအရောက်ရောင်တော့မှမတွေ့တာလေပေါ့နောက်ပြီးတော့ကျွန်တော်ကူးလက်ရှိတဲ့အိမ်ကမိုးကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာအေးရစပားကြီးဖြစ်နေရမို့လို့ကျွန်တော်အကုန်မှလာတယ်ဘာလို့ဆိုစပားနဲ့ကြုံလို့ပြီးပေါင်မုတ်လုပ်လို့ရဗျာကျွန်တော်တို့စားဖို့အတွက်အကောင့်လေးတက်ဆရာမလို့တော့ညနေအာမနာပါမနာနဲ့တမိုးလုံးမှလာခဲ့လိုက်တယ်ပြီးတော့နောက်ထပ်တစ်ခုတွေ့တာတဲ့စောက်အောင်ကြီးနားကိုတွားလိုက်တယ်ဒါကြီးကအဆောက်အုံကြီးလို့တာဝါတိုင်ကြီးလို့ပေါ့နော်ကျွန်တော်အပေါ်တက်ကြည့်လိုက်တာဟုတ်ပေါ်မှာတော့နေတဲ့နေရာတနေရာကိုကျွန်တော်တွေ့လိုက်တယ်အေးထဲဝင်တော့ရက်မှန်ဘလူးကြီးရိုင်ပြီးချက်တဲ့ဖွေလိုက်တယ်ဒီမှာဆိုလဲပေါင်မုတ်ဒီအိုင်းယွန်းတွေရှိတယ်ပြီးဆောင်းစုပ်လည်းတွေ့အပိုင်းလုံးဒီတိုင်းမှာထားခဲ့လိုက်အေးညာကနေလိုတာယူပြီးတော့ကျွန်တော်အိတ်ကနေထွက်လာခဲ့လိုက်တိုင်းမကြလိုက်ပါဘူးမိုးချုပ်သွားပြီဗျာရတဲ့ဘေးမှာကြောက်ကြီးတစ်ချောင်းရှိနေလို့အေးချောင်းထဲပဲခုံစင်းပြီးတော့ဒီမှာပဲတ냐တာဖြတ်တန်းလိုက်တာပေါ့တင်းကြခင်မှာမိုးလင်းတော့လို့ကျွန်တော်ခီးဆက်ထွက်လာခဲ့တယ်လမ်းမှာတက်တဝါတွေနဲ့တွေ့ရတဲ့ဒီတိုင်းပဲရှောင်ပြီးတော့ပြေးလာခဲ့နောက်ပြီးတော့ကျွန်တော်လိုရာတွေတူးဖို့ဆိုပြီးတော့ကြောက်တဲ့ကိုဆင်းသွားလိုက်တယ်အိမ်နာမှာကြောက်ရှိအောင်ဒါမဲ့ကျွန်တော်ဆင်းသွားတယ်မှားသွားလာတော့ဒီကြောက်တဲ့မှာတက်တဝါတွေအများကြီးရှိတယ်အဲ့ဒါလည်းပဲအကားကိုပြေးယူရတာပေါ့ဒါမဲ့လည်းအပိတ်ဖြစ်နေတော့ကျွန်တော်လည်းမတက်တာပဲပြန်ပြီးချပါတော့ခင်ရပြီးခုံစင်းလာလိုက်တာအခုတော့ပိတ်မိနေပြီမတက်တာတဲ့အဆုံးဒီအပေါ်ကနေပဲတယောက်ချင်းစီကိုပိတ်ရိုက်ပါတော့အနောက်ဆုံးတယောက်โอเคတဲအောင်အလောင်းကြီးပဲနောက်တော့ခိုးတွေနဲ့အယုံတွေတူးနေရင်းနဲ့မှကျွန်တော်တနေရာမှာချောင်းမွေးပြီးတော့ခဲ့အဲ့တက်တော်ဆိုတယ်ကျွန်တော်စီကိုရောက်လောက်ကြပြီလို့ကျွန်တော်လည်းအကြောက်ထဲမှာသူတို့ရဲ့ကြားမှာပဲချောင်းမွေးပြီးတော့ခဲ့နောက်ဆုံးတော့လည်းကျွန်တော်မတောက်နိုင်နိုင်ပဲနဲ့တီးသွားတာပေါ့ကျွန်တော်အိမ်မဆူးမှတ်နေတလားတော့ထင်ရတီဝိုင်းမယ်လည်းဘာကြောင့်မှမသိကျွန်တော်ဒီကဘာကိုစားရောက်တဲ့နေရာမှာပဲပေါ်လာခဲ့တယ်။ဒါမဲ့ကျွန်တော်မှတိတ်ပြီးစဉ်းစားဖို့ချိန်မရှိတာကြောင့်ကျွန်တော်တည်တဲ့နေရာကိုပဲပြန်သွားဖို့ဆုံးဖြတ်လိုက်တယ်။ဘာလို့ဆိုကျွန်တော်တည်တဲ့နေရာမှာကျွန်တော်ဒီကဘာမှာတက်ရှင်ဖို့စူဆောင်းထားတဲ့အရင်အမြင့်ပစ္စည်းတွေအများကြီးရှိအောင်မို့လို့ကျွန်တော်တည်တဲ့နေရာပြန်ရောက်တော့နောက်ထပ်ထူးဆန်းတာထပ်တွေ့လိုက်တာအကျုံချုံပြန်တွေ့လိုက်တာပါပဲ။ဒါမဲ့လည်းဒါကျွန်တော်တော့မှုန်နေသေးဘူး။ကျွန်တော်ကစုံပြီးတယောက်ဖြစ်နေကျွန်တော်တွေ့လိုက်ရတာပါ။နောက်ဆုံးတော့ကျွန်တော်အိတ်ဆုံးပြီးအောင်နိုင်ယူရကျွန်တော်ဒီ item ကိုပြန်ယူလိုက်တယ်။နောက်ပြီးအနားမှာဆုံးပြီးကြီးတစ်ကောင်ကြောက်တဲ့နေ့နဲ့တော့တွေ့လို့ကျွန်တော်တို့ဘွားခူးပေးလိုက်တယ်။ထပ်ပြီးကျွန်တော်ဒီမိုင်းတွင်းမှာတက်ရှင်နိုင်ဖို့အတွက် Yai scan လေးစောက်ပြီးကျွန်တော် identity crack တယ်။ဒါတော့6ရက်မြောက်နေ့ပါကျွန်တော်Yai scan ကနေထွက်လာပြီးတော့ဒီထက်နှက်တဲ့မိုင်းနေတွင်းနေအောင်တော့ကျွန်တော်ဆုံးဖြတ်လိုက်တယ်။လို့ဆိုဒါမှကျွန်တော်ရဲ့ကဘာကိုပြန်ဖို့လမ်းစာကိုရှာတွေ့မှာပါ။9ရက်မြောက်နေ့မှာတော့ကျွန်တော်ရောက်ချင်နေခဲ့တဲ့မိုင်းတွင်းရဲ့အနက်ရှိုင်းဆုံးနေရာတနေရာတော့ရောက်ရှိလာခဲ့ပြီ။ဒီမှာတော့စုံပြီးတဲ့အပေါ်ထက်ပူပြီးများလာတယ်လို့လာပါးတွေလည်းရှိပါတယ်အကြောင်းကျွန်တော်နောက်ထပ်စကန်အသေးလေးထပ်ပြီးတော့စောက်ခဲ့ပါပြန်ကောင်းစွာနဲ့ကျွန်တော်စကန်သေးလေးကိုလုံနေရင်းနဲ့မှာပဲရှားပါရင်ပြန်တိုင်းမို့ကျွန်တော်တွေ့လိုက်တယ်အဲ့ဒါနဲ့ပဲကျွန်တော်လည်းမှားလိုက်ကျွန်တော်ယာယီစကန်ကိုပြင်ဆင်တယ်ရှုပ်ပွားနေတဲ့ပစ္စည်းကိုကျွန်တော်ချက်တည်းထည့်ထားတယ်နောက်ဆိုတော့ကျွန်တော်တို့ကလုံခြုံစီမအခန်းကြီးလေးတစ်ခုတော့ကျွန်တော်တည်ဆောက်နိုင်ခဲ့တယ်ဘာကြောင့်မှမသိရေနဲ့လာပါနဲ့ရောပြီးရလာတဲ့ဒီအရန်မာတဲ့ထက်တူကိုကျွန်တော်ပြန်ဖို့လမ်းကြောင်းရှာနိုင်မယ်လို့တွေးမိပြီးကျွန်တော်ထိုင်တူးနေခဲ့နောက်ဆုံးတော့လူဒီလောက်တော့ရပြီထင်တဲ့ချိန်လောက်ရောက်တဲ့ချိန်မှာကျွန်တော်ကိုထပ်ပြီးတော့အိတ်ဆုံးပြီးတဲ့ထပ်တားစီးတော့တာကျွန်တော်ဘယ်လိုပဲတက်ရှင်မှုကြိုးစားနောက်ဆုံးမှာတော့လေဒီတေဝါတဲ့တစ်ခါမှာကျွန်တော်တို့အကြီးမားဆုံးဆုံးရှုံးမှုပါအိုင်ဒန်တွေကလာပါတဲ့ပြူကြပြီးတော့အကုန်ကြောက်ွယ်သွားတယ်
ကျွန်တော်တို့မိကြီးတုံနဲ့မိချောင်းနဲ့ချောင်းလာချင်ခဲ့ဒါပေမဲ့ကျွန်တော်ကဘာကိုပြန်ရောက်ဖို့ကျွန်တော်လက်မလျှော့ခဲ့ပါဘူးထပ်ပြီးကျွန်တော်စူးစမ်းရတယ်အဲ့ချိန်မှာပဲကျွန်တော်အခုချိန်မှာလိုအပ်ဆုံးဖြစ်နေတဲ့တိတ်တားရုံဆုံးပြီးကောင်ကျွန်တော်လက်ပြီးခဲ့ဘာလို့မှန်းလည်းမသိပေမဲ့လည်းကျွန်တော်လည်းအရင်ဝင်တာပြီးဆက်ပြီးဒီမိုင်းတွင်းမှာလဲပတ်ဖို့အတွက်ယူလာခဲ့လိုက်ရင်နောက်ပြီးတော့ကျွန်တော်ဆုံးရှုံးလိုက်ရတဲ့ဒီမှာကြောတဲ့ကြောက်တွေကိုကျွန်တော်ပြန်တူးခဲ့ဘာလို့ဆိုဒီကြောက်တွေကကျွန်တော်ကဘာကိုပြန်ဖို့လန်ဆာသူ့လိုကျွန်တော်ယုံကြည်နေခဲ့ဘာလို့ဆိုကျွန်တော်ဒီကြောက်တူးပြီးတော့လုံလောက်တဲ့ချိန်မှာပဲသူတို့တွေကကျွန်တော်စီရောက်လာပြီးတော့ကျွန်တော်တက်သွားခဲ့တယ်လုံလောက်တဲ့ကြောက်ပေါ်မှာနောက်တူးပြီးတော့ကျွန်တော်ပေါ်ပြန်တက်မယ်လို့ဆုံးဖြတ်လိုက်တယ်ဒီကြောက်ဒီ scan ပစ္စည်းကြီးကျွန်တော်အကုန်တွေ့ချိန်မှာဆိုရင်ကျွန်တော်အပေါ်တက်တောင်မှာပါဒါနဲ့ထွက်ချင်းကိုဆုံးပြီးနဲ့တူးပါတယ်ဒါပေမဲ့ခေါင်းဖြတ်ပြီးတော့ဆုံးထပ်ပေးလိုက်တယ်နောက်ထပ်ဝေးကနေ TNT နဲ့လမ်းပေါက်တာဒါနဲ့ပဲပြီးရတာပေါ့ကျွန်တော်လာခဲ့တဲ့ရေလမ်းကြောင်းနဲ့ပဲကျွန်တော်ပြန်တက်သွားခဲ့တယ်ဒါပေမဲ့အပေါ်လေးရောက်ရောဘူးလေကျွန်တော်မျိုးတားဆီးနေကြတယ်ဒါပေမဲ့ကျွန်တော်လက်မလျှော့ခဲ့ပါဘူးကျွန်တော်ပြန်ယူနိုင်တဲ့လောက်ပစ္စည်းတွေကိုကျွန်တော်ပြန်ယူပြီးအပေါ်ပြန်တက်သွားခဲ့တယ်ဒါပေမဲ့လည်းအိမ်မှာနောက်တစ်ခါစုံဗီဒီယိုကျွန်တော်နောက်မြင်ဆန်နဲ့ချင်းခဲ့လာတော့ကျွန်တော်လည်းဘောင်းသွေးပဲနဲ့အခါခွဲမြင်လောက်ရပါတော့ဒါပေမဲ့လည်းဒီညမှာချာနေလို့မဖြစ်ဘူး Okay 1 2 3နောက်တစ်ခါကျွန်တော်အပေါ်တက်ဖို့ပြန်ကြိုးစားပါတော့ဒီကတော့ကျွန်တော်အပေါ်အောင်မြင်စွာနဲ့ရောက်ရှိလာခဲ့ပါတယ်ဒီအောင်ကျွန်တော်ချိန်မစဲပဲထပ်သွားတယ်နောက်ဆုံးမှာတော့ကျွန်တော်ကြောက်စရာကောင်းတဲ့မိုင်းတွင်းကြီးကနေပြီးတော့လွတ်မြောက်လာခဲ့ပြီဒါပေမဲ့လည်းအပြင်မှာလည်းတော်တော်များများရှိနေသေးတယ်ဒီကြောင့်ကျွန်တော်တော့လုံခြုံစီမဲ့ scan လေးတစ်ခုစောင့်ဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်နောက်ဆုံးတော့ကျွန်တော်အုပ်ပတိုင်းတွေကာလို့ပြီးသွားပါပြီ။ညနေလေးပြောင်းအောင်ကျွန်တော်ရှင်းလိုက်တယ်။ပြီးတော့ဒီထဲမှာအိမ်လုံးဆောက်ရမယ်ဆိုပြီးတော့ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ဒါနဲ့ပဲအိမ်ဆောက်ဖို့တစ်တားတွေဆက်ခုတ်ပါတော့။ဘယ်တော့မှလာတော့ scan ထဲမှာပဲကျွန်တော်ဖိလိုက်ပါတော့တယ်။မနေ့ရောက်တော့ကျွန်တော်အိမ်ဆက်ဆောက်ပါပြီ။ဒီနားဂျိုက်လိုဖြစ်နေနေရမလဲကျွန်တော်ရေတွေဖြည့်လိုက်တယ်။ဒီညမှာကျွန်တော်တို့စပားတွေစိုက်လို့ရတယ်။ဒါဆိုကျွန်တော်အစာထွက်ဖို့ရှာမလို့တော့ဘူး။ပြီးတော့ဝက်ဆက်ဆောက်ပါတယ်။နောက်ဆုံးမှာတော့လုံချုံနဲ့နေလို့ရတဲ့လောက်ထိတော့ကျွန်တော်ရရှိခဲ့ပြီ။ပြန်နေပဲကျွန်တော်မိုင်းတွေကနေခက်ရလာတဲ့အုပ်တွေနဲ့ကျွန်တော်ဖော်တယ်စားဆောက်ပါတယ်။ပြီးနောက်ကျွန်တော်အပေါ်မှာထပ်ပြီးတော့ဆောက်ပါတယ်။ဆုံးမှာတော့19ရက်မြောက်နေ့မှာကျွန်တော်ဘိုင်ကိုအပြည့်တက်နိုင်ခဲ့ဒါတော့အဝေးကနေကြည့်ရင်ကျွန်တော်တို့မြင်တွေ့ရတဲ့ကျွန်တော်တို့ရဲ့စကန်ကြီးပါဒီချိန်မှာပဲရှာဖဖပန်းရောင်တို့ကျွန်တော်တွေ့ခဲ့ပါတယ်အေးယိုပန်းရောင်တို့အမျိုးတကားမြင်ဘူးပါဘာလို့ပန်းရောင်ဖြစ်နေတာပြီးတော့အေထူဆန်တဲ့ပန်းရောင်တို့ကျွန်တော်အယုံခေါ်လာခဲ့လိုက်တယ်ယော့မြတ်ဒီမနီโอเคကျွန်တော်နောက်ဆုံးမှာပေါ်တယ်ကိုဖွင့်နိုင်ခဲ့ပါပြီကဲပဲအေးရအလုပ်ဖြစ်နေတာကြောင့်ကျွန်တော်တန်းဝင်သွားလိုက်တယ်ပြီးတော့ကျွန်တော်နေရာတန်းနေရာကိုရောက်လာပြီးဒီညကျွန်တော်နဲ့မရင်နီးတာကြောင့်တတိရှိနဲ့ပဲကျွန်တော်နေပဲနောက်ဆုံးမှာဒီညတွေကိုကျွန်တော်လေ့လာကြည့်မယ်လို့ဆုံးဖြတ်လိုက်ရင်ဒီကတကယ်ကိုဆုံးဖြတ်ချက်အမှားကြီးပါပဲဒီကနေ့နောက်တစ်ခါပေါ်တယ်တဲ့ဝင်ပြီးကျွန်တော် item တွေအမြန်ကောက်ပြီးညတွေအမြန်ဆန်နဲ့ပဲပြန်ထွက်လာခဲ့လိုက်တယ်ဒီနေရာမှာဒီကဘာတဲ့တက်တော်တွေကပိုပြီးများနေကြအောင်မို့လို့ကျွန်တော်လုံးဝမတော်တော့ဘူးလို့ဆုံးဖြတ်လိုက်ခဲ့ပြီးတော့ဒီတင်ရတာကိုဟာအဲ့လိုမရဘူးဟာအဲ့လိုများတဲ့အကြောင်းရင်းဟာဆုံးပြီးတော့ choice scan တွေကိုဖောက်ဝင်လာလို့ပါနောက်နေ့မှာလည်းထပ်ပြီးဖောက်ဝင်လာခဲ့ဒီခေါက်တော့မိကြီးအခွန်ကြီးပါဟာဒီကောင်လေးတကယ်တော့ကျွန်တော်ရင်ကဘာပြင်ဆိုတူဆန်းတဲ့အဝါရချောင်းကိုယူရမှာပါအေးချောင်းဟာတစ်ဖက်ကဘာမှာလည်းအလွယ်တူရှာနိုင်ပြီမဲ့ဒီကဘာမှာဒီကဘာတဲ့အန်ဂျင်များနေပါအေးချောင်းဆုံးပြီးကိုတက်ရင်းနဲ့ပဲအေးချောင်းကိုကျွန်တော်ရှာခဲ့ကျူးစောက်ဆုံးပြီးလိုက်တဲ့တော့တာပဲဒါပေမဲ့ဆုံးပြီးတက်တာအကြာကြီးပဲတချောင်းမှလည်းမရဘူး။ရရင်ဖြစ်တော့ဆိုပြီးကျွန်တော်ကပန်းရောင်တိုးလေးကိုပူစော်ဖတ်တာလိုက်တယ်။ကြောက်ပိတ်ရှင်ကမင်းကိုရွှေတုံးပြီးပဲမင်းကကန်ကောင်းလုပ်ပြီးကြားလာ။ဒါပေမဲ့သူကရွှေတုံးလို့ချင်တဲ့ပုံပဲ။
အဲ့နဲ့ကျွန်တော်စပါးကျွေးလိုက်တယ်စပါးတော့သူကြီးနဲ့ရွက်စားလိုက်မင်းလို့ချင်တာငါပေးပြီးတော့မင်းလည်းငါ့ကိုကန်ကောင်းလုပ်ပြီးချလာအေးမလုပ်ရင်ဒီညစာမင်းဖြစ်သွားလေဒါပေမဲ့အညမှာတိုးစီကရတဲ့ကန်ကောင်းပူကိုယုံကြည်နဲ့စုံဝီဒီကိုဖတ်တတ်တော့တာပဲညလုံးလိုက်ရှာတာတော့တစ်ချောင်းမှမရရင်ပေးရှိကလည်းတိုးခင်ဖြစ်တော့မှာပါယိုပေးရှိကြီးကနှစ်ချောင်းလုံးရလိုက်တဲ့ညတော့အတီလိုက်တက်လိုက်တာမင်းတော့တိုးခင်မဖြစ်တော့ဘူးမင်းကန်ကောင်းဝိုင်းဒါဆိုရင်တော့ခုနရလာတဲ့2ချောင်းနဲ့ဆိုရင်5ချောင်းပြီသွားပြီလူသား6ချောင်းဆိုတော့နောက်တစ်ချောင်းကျန်သေးတယ်အဲ့ဒါနဲ့အညမှာဆုံးဗီဒီယိုအတိရှာပါတော့တယ်မောင်းဆုံးလို့ပြောရင်ဒီ TNT ဆုံးဗီဒီယိုပဲဝင်းနေတော့ပြီမဲ့လေတစ်ချောင်းမှများရှိခဲ့ပါဘူးအဲ့ဒါလည်းပဲမကြည့်နဲ့လို့မိုင်းတွင်းထဲကဆုံးဗီဒီယိုထိထွားပြီးရှက်မလိုက်ရှူမဟုတ်တော့ပါဘူးအဲ့လောက်ဆိုဟဲ့အောင်ရော့မင်းကိုနောက်ထပ်ဒီမှာကျွေးလိုက်မယ်โอเคကန်ကောင်းလုပ်ပြီနော်ကန်မကောင်းရင်မင်းဒီကောင်းမရရင်တော့မင်းတို့တကယ်တိုးခင်လောက်စားတော့ဒေးစမ်းoh yes let's go နောက်ဆုံးမှာတော့6ချောင်းပြူပါပါကြီးကျွန်တော်တို့ let's go finally မစိုးရောက်ပြီးရှင်မင်းတော်တယ်ကျွန်တော်တို့ကပောက်ပြန်ဖို့နောက်ဆုံးတော့အရာဟိုတော့ရရှိလာခဲ့ပါပြီဒီမျက်လုံးလိုပါလိုလေးနဲ့ပေါ့နော်ကျွန်တော်တို့ဒါဒီနေ့ကကျွန်တော်ဒီကဘာမှာနေမဲ့နောက်ဆုံးညပါတယ်ဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်ဟုတ်ကျွန်တော်တို့ဒါကိုရှာဖို့ကူညီပေးခဲ့တဲ့ patient ကိုလည်းရောစာဒါလေးကတော့ဒီကဘာရဲ့ကျွန်တော်နောက်ဆုံးမြင်ရမယ်နေဝင်စည်းစာလေးပဲဖြစ်ပါတယ်မနေ့ရောက်တော့အချိန်မစွဲပဲကျွန်တော်စားထွက်ပါပြီဟိုတယ်စီကိုတော့ဆိုရင်ဒီမြက်လုံးရဲ့လမ်းညွန်နဲ့လမ်းတိုင်းလိုက်ပြီးတော့သွားရမှာပါဒါပေမဲ့လည်းပထမတစ်လုံးကတော့ပေါက်တော့ပြီသွားတော့မသွားသေးဘူးကန်အဆိုးနေနောက်တော့မြက်လုံးညွန်ပြနေတဲ့ရက်စီကိုစားပြီးကြီးထွက်ပါပြီfinally နောက်ဆုံးမှာတော့ village တစ်ခုရှာတွေ့ခဲ့ပြီးပေါ်တယ်ကဒီ village ကိုပဲဖြစ်ရမယ်အဲ့ဒီမှာ potato စိုက်ခင်မယ်မစိုးပါဘူး okay နောက်တော့စမ်းကြည့်အောင်ဟုတ်တယ်ဒီဘက်ပဲညုံပြနေတယ် let's go ဒီရွာကဟာအဲ့မှာတော့တစ်လုံးထပ်ပေါက်သွားပါတယ်ဒီချောင်လို့နောက်တစ်ခေါက်ထပ်စမ်းကြည့်လိုက်ပါတယ်အဲ့ချိန်မှာပဲမျက်လုံးကဟိုဘက်သွားနေပါတယ်မဟုတ်လို့ထင်သွားခဲ့တာပေါ့ဒီဘက်တော့ပြနေရပဲအခုနောက်တစ်ခေါက်အေးဒီဘက်ပြန်သွားနေဟုတ်တယ်ဒီချာကြီးဒါဆိုဒီအောက်မှာပဲနောက်ဆုံးမှာတော့စောင်းအောင်လူအရာတခုရှာတွေ့လိုက်ပါတယ်အဲ့ဒါလည်းပဲချိန်မဆွဲပဲအောက်ဆင်းသွားလိုက်တာပေါ့ဒီညာကြီးကဟောင်းနှွဲနေပြီးတော့မတိရင်ထောင်ကြီးကျနေရပဲယောဒါပါယော let's go ဒါပေါ်တယ်လားဟုတ်တယ်ဒါပေါ်တယ်ပဲကန်ကောင်းချင်တော့အဲ့မှာမျက်လုံး3လုံးကအပီးရှိနေပါတယ်ဆိုတော့ရှိတဲ့10လုံးထည့်လိုက်ပါတယ်10လုံးတော့မလို့9လုံးပဲလို့တစ်လုံးပူနေတယ်နေပါမပိုးကထားပါ let's go okay oh shit နောက်ကဘာကိုရောက်လာတာပဲမင်းတော့မှုတ်တော့ဘူးကွာဘယ်နေရာမှမဆိုရှိနေရပဲဒီဖောက်ကောင်တွေကတော့ oh my god အများကြီးပဲအေးရုပ်ပါကြီးတော့ဟာချီသေးတော့မယ်နောက်ဆုံးမှာတော့ကျွန်တော်စူးစမ်းပြီးအပေါ်ရောက်ရှိခဲ့ပါတယ်အေးချိန်မှာပဲအပေါ်မှာတော့ထူးဆန်းတဲ့တာဝါတိုင်းနဲ့ကျွန်တော် dragon တကောင်တွေးခဲ့ပါတယ်ကျွန်တော်ဒီ dragon ကိုနိုင်မှကျွန်တော်ပါကိုပြန်နိုင်မယ်ထင်တယ်ဒါပေမဲ့လည်း anti ရမ်းများနေတယ်အေးချိန်မှာပဲကျွန်တော်
dragon ကြီးကအရင်လက်ဦးသွားပါအဲ့မှာနောက်တစ်ခေါက်ထပ်လာတယ်အမထပ်တီးသွားမင်းတို့အဲ့လောက်ဖြစ်နေပေါ့ရတယ်လေဒီလောက်ဆိုရင်မင်းတို့အနိုင်ယူဖို့ရလောက်နေတာထင်တယ်ဟယ်လိုငါပြန်လာကြီးဒီတော့မင်းတို့ခံခဲ့ပဲကွာမင်းကပေါ်တက်ချင်တယ်ပေါ့ရော့ရအောင်တက်လာတယ်ဟာဒါမှငါမှတက်နေတယ်တီးလိုက်တော့ Okay let's go ငါဒီမှာပဲချိန်ဆွဲနေလို့မဖြစ်ဘူးအတိကဘောဖြစ်တဲ့အဲ့ဒါတွေငါတို့တော့တက်အောင်မယ်ငါ့စိတ်နဲ့လှမ်းပြတယ်ပေါ့ရော့ပြီမှာဘာကြည့်နေရလဲကြီးလို့ရှုပ်တယ်ကွာရော့အေးရုပ်ကပါကြပြီဗျအဲ့ဒါကွာအဲ့လောက်အများကြီးသိပဲမရှိရဘူးဝေးဝတ်ဟုတ်အလုံးပြောက်သွားပြီဇွန်ဘီတွေအကောင်ပြောက်ပြီးနောက်တော့ချိန်ဆွဲပဲနဲ့ dragon စီကိုအမြင်ပြေးပါတယ်ရှီးဘယ်တော့ဘယ်ကပြန်ပေါ်လာကြတာတော့ oh shit not goodမြင်နောက်ဆုံးကတော့ပေါ်ရောက်ရှိခဲ့ပြီဟာနောက်လိုက်မလာနဲ့လို့ oh shit နောက်ဆုံးကတော့တလုံးဖောက်နိုင်ခဲ့ပြီဒါပဲငါစိတ်နဲ့မှုတ်ပါတယ်ဂျာလို့မြားနဲ့လှမ်းပြလိုက်တာပေါက်ပါပြီအေးပါငါအောက်မှာနားနေအောင်တွေ့လိုက်တယ်ဒါပေမဲ့ဂျွန်နဲ့ရှုပ်တယ်ဆိုပြီးတော့စော်သွားတော့တယ်နှလုံးပြည့်ရဲ့ဒမ်းမင်းနဲ့ပဲနောက်ဆုံးမှာငကားလဲနှက်ပြီဆိုတာဘာလဲဆိုတာမြင်သွားပါတော့နောက်ဆုံးမှာတော့အဲ့ဒါတွေကုန်နဲ့ရှော့သွားပြီးဒီကဘာကြီးကိုကျွန်တော်ဆုံးတတ်နိုင်ခဲ့ပါပြီ